တင်ကဘယ်ကိုဦးတည်ပြီးတွားနေတာလဲမိတ်ဆွေတင်နဲ့ကျွန်တော်ဟာဒီလောကထဲမှာဘလောက်အထိအသက်ရှင်ရမယ်ဆိုတာမသိချပါဘူးဒါကြောင့်အတိတ်ကအကြောင်းတွေကိုစဉ်းစားပြီးဝမ်းမနေပါနဲ့လက်ရှိပြစ္ဆုတ်ပံမှာတွေးကြုံနေရတဲ့အရာတွေကြောင့်စိတ်သက်မကြလိုက်ပါနဲ့နာကျင်မှုတိုင်းကသင်ခန်းစာဖြစ်ပြီးတင်းကိုပို့ပြီးတမ္မာလာစေပါလေမတိချတဲ့အနာဂတ်အကြောင်းတွေစဉ်းစားပြီးမစိုးရိမ်ပါနဲ့ဘာကြောင့်လဲဆိုရင်စိုးရိမ်ခြင်းကတင်းအသက်တောင်ခန့်ပို့ပြီးမရှိလာပါဘူးတင်းရဲ့အစွမ်းအစအချိန်အခန့်တက်ရှိပါတယ်အရာအလုံးကိုတင်မဖြေရှင်းနိုင်ပေမဲ့တင်းကိုပူညီမဆားပေးနိုင်တဲ့ယေရှုဖျားရှိပါတယ်ဒါကြောင့်မိတ်ဆွေတင်လိုအပ်နေတဲ့အရာတွေအတွက်ယေရှုဖျားကိုခုန်ကြည့်ပါမိတ်ဆွေချင်းစီမမြင်နိုင်တဲ့ဒီတက်ခြင်းတွေကိုခံစားရပါလိမ့်မယ်